ဒါဝက်ခောက်ဆက်ပါ ဝက်ခောက်ဆက် ပါစက်ဘာကြောင့် အသားပြအဲ့ပဲယူမှာလား ခဏလေးစောက်ပေးအောင်နော် ဝက်ဦးသူကနွားနို့လေးနဲ့လောက်ထားတယ်မအီးတုံတုံလေးမဖြိုးဝက်ထမင်းကတော့ဒီမှာလူအများကြီးပဲဟုတ်ဒီနေ့တော့စားမဲ့ဆိုင်လေးရတော့ဆိုင်မဖွင့်ငယ်ငယ်ကလာပြီးကိုထိုင်ဆောက်စားကြတဲ့မန္တလေးလမ်း40 83 84လမ်းကြားကမဖြိုးဝက်ထမင်းဆိုင်မှာတော့စားမလို့ပါမဖြိုးဝက်ထမင်းကတော့ဒီမှာလူအများကြီးပဲဟုတ် ဒါလေးလေဝဲကျင်းလေလေဝဲ ကြက်မဆလာဟိုကပါကြီးလေညီမ ဝဲကျက်ချို တော့ကြက်ရှူအဲ့ကြက်မဆလာပဲပေးနေပေါ့ ဒါဝက်ခောက်ဆက်ပါ ဝက်ခောက်ဆက် ဒါဝက်အစီသားပါဒါဦးနဲ့ရောစား ဝက်ဦး အသားပြအဲ့ပဲယူမှာလား ကောင်းကြတယ် ဦးကျက်ကဒီနေ့ကြီးသွားလို့ ဝက်လက် ဝက်လက်ပါစက်ဘာကြောင့်သုံးလက်သားလို့ပြောပါစားမယ်ဟုတ်ခဏလေးပါနော်ခဏလေးပါဝါခွေးဝါဒလီလေးခဏလေးစောက်ပေးအောင်နော်မြဲနေမြဲနေ 来鱼汤的鱼哦，差别嘛。300块ဟိုထက်က ကြက်မဆလာနဲ့ကြဘယ်လောက် ဟုတ်ကျမဆလာလေးကဟော9000ပါရှင် သုံးထက်သားကြတော့ သုံးသက်သားလေးက9500ပါရှင် 9500အော်တုံးတော့ကြည့်ရင်နော် ဟုတ်အဲ့လေးကဝက်ဆောင်လေးပါရှင်ဝက်ဆောင်လေးက4500ပါရှင် ဒီမှာသုံးထက်သားဦးစုံရောအဲ့လိုလေးပါ အစီသားပါပါရှင်ဟုတ် ဟုတ်ကဲ့ကျေးဇူးပါမှာဟုတ်နံပါတ်ရှင်လေးရဲ့မကြက်သွန်ဖြူငုတ်တီးလေးရဲ့ချပေးထားရပေါ့နော်ငုတ်တီးဆော့လေးလည်းချပေးထားရပေါ့နော်အချင်းတုပ်ကော်ဖီရှင်တုပ်လေးလည်းချပေးထားရဲကျစားတော့မယ်မဖြူဝတ်ထမင်းအကြောင်းနာမည်ကြီးပြီးသားအားနဲ့မန်လေးရဝင်စားကြည့်ဆိုလို့ပလက်စမှာလာစားကြည့်ရကိုကတော့ဝတ်သားမစားဘူးဒါပေမဲ့ဒီမှာကြက်သားလေးရရဆိုတော့ကြက်မဆလာရဲ့ကြက်ချိုချက်ရဲ့နှစ်ခုရရပေါ့နော်ဝတ်သားနဲ့ပတ်သက်တာကတော့ तू ကအစုံလင်ရှိရဲ့ဒါပလက်စဒီမှာကြက်မဆလာလေးနဲ့မှားထားပတ်သက်ပါအောင်ငုတ်တီးဆော့လေးကော်ဖီရှင်လေးချပေးထားတယ်သူက17နာရီခွဲဝက်လောက်ဆိုရင်တော့အကုန်ခင်းကျင်းပြီးသွားပြီ17နာရီလောက်ထဲကလူတွေကဒီမှာအုံခဲနဲ့ပဲရောက်နေကြပြီဆိုင်ကလေးအသီးသီးနဲ့တော့မဆက်ဘူးထင်တယ်ဆက်တယ်ဟာညုံသီးအောင်သွားကြိုက်လိုက်တယ်မဟုတ်ပါမလားထိုင်မရတော့အပလက်ကဒီဘက်မှာလာထိုင်တယ်နံပါတ်ရှင်တုပ်လေးပဲချပေးထားတယ်မင်းကြောင့်လည်းရတာရှိတာသက်သားလဲနူးဥညာပဲဝတ်သားကြိုက်တဲ့သူတွေတော့ကတော့လုံးဝ special lip တော်တော်ကြိုက်ကြရတယ်နဲ့စားကြရတော့သက်သားနှိမ့်လေးကောင်းတယ်မဆလာချက်မွမွလေးနဲ့သက်သားတုံးကြီးရဲ့အဲ့ပွဲမှာမို့ 来我的我的真的真的 ဟုတ်တင်းတင်းတင်းဟုတ်ကြည့်ဒီမှာအရှိုးပွဲနေတယ်သူကလေစနိုးပုတ်တင်လေးရတယ်သူကနွားနို့လေးနဲ့လှုပ်ထားတယ်မအီးတုံတုံလေးစားကျင်ကြတယ်ဒါလေးကဘယ်လောက်လဲမသိပြီးမှဈေးမေးကြည့်တော့ 你家一个， ဟုတ်အခုဒီ live ပွဲဘယ်လောက်လဲ 来回这不超嘛的， 1000ဒီကျုပ်ဘူးစနိုးပုတ်တင်ကဘယ်လောက်လဲ 这不呢，这不都了啊？ 3000ဟုတ်ကျေးဇူးပါမ live ပွဲ1000များသားတော့နော်ညီတော့များတယ်အနှစ်လေးနဲ့ပေါ့နော်ကိုစားရဲ့အနှစ်လေးနဲ့ web တကယ်လို့ကိုကြိုက်လို့ရှင် web ကြိုက်လို့ရှင်じゃ web နှစ်လေးစမ်းခိုင်းလို့ရတယ်ပေါ့နော်တနက်ကို4500 5000နဲ့တင်ပြောမှဆိုဘိုက်ဝါရပြောရမယ်ဒီလားအစားများတဲ့သူကတော့နည်းနည်းလိုက်ပွဲလေးတစ်ပွဲနဲ့ဆိုတော်တော်လေးကိုဘိုက်တင်ကားနေလောက်မစနိုးပူတင်နေစားကြည့်ရတုံတုံအဲ့တော့နည်းနည်းလေးနဲ့ဓွားနှုံးရတာဆိုစိတ်တိမ်လေးနဲ့ပေါ့နော်မပြည့်ရနေကောင်းမှာမချက်သားလည်းအတုံးကြီးကြီးဆိုတာလေစားရတဲ့သူတွေလည်းတန်တယ်ပေးရလည်းဈေးတန်တယ်ပေါ့နော်မထမင်းလည်းပိုးရှင်းထည့်ပေးရများတယ်အဲ့တော့မန်လေးရောက်လို့ရှိရင်လည်းမဖြိုးဝတ်ထမင်းကိုမှတ်ပြီးတော့လာစားကြည့်ပါလို့ပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျာတက်တာ